통리 바리 외로신이 꾸꾸랑 외마 버 꾸랑 외마 수아 디로리 꾸마 루아테 하리 꾸야 찬라디 꾸하고 꾸꾸랑 꾸마 버 페부 빠서와디 뚜더 빠서와디 지미 바라가 따라가 버너 알미우 꾸바우 싸데 빠서와디 바이 시신 꾸바고 ဖွင့်လို့ရတယ်꾸바고 ဖွင့်မှာမဟုတ်ဘူးသူတို့ကအဲ့လိုမဟုတ်ဘူးနော်ဖုံတုံးသွားပါလို့ရှိရင်သူတို့ဖုံယူမှာဆိုလို့မသိရင်ပဲယူသွားမှာဆိုလို့ယူသွားရလို့ကျွန်တော်တို့သွားဝင်တော့ငွေတွေပိုင်းအကုန်ချေပြီးသွားပြီချေပြီးဆိုတော့ဖေးပတ်စဝတ်တွေဘာပတ်စဝတ်တွေကိုထည့်တဲ့ကိုပြန်ချင်းမယ်ပေါ့အဲ့လိုချင်းမဟာသူတို့ကသူ့ဘက်သူတို့ကိုယ်တိုင်လုပ်ပေးတာကိုချင်းညာတော့လည်းအချင်းမခံဒီကူလည်းကြလည်းကြောက်လေဖေးပတ်စဝတ်ကြီးကလေကိုနံပါတ်ကြီးလည်းမဟုတ်ဘာဟိုပတ်စဝတ်ကလည်းသူတို့ထည့်တဲ့ဟာတွေလည်းမဟုတ်အမှကြရက်တွေထားပါတယ်ကိုယ့်ကိုပြန်ပြီးတော့အခုမှအစ်စ်ပြန်ပြီးတော့ကိုယ့်ကိုလှုပ်ထားလို့ကိုမှအဆင်ပြေသွားတယ်ခါလည်းသူတို့ဖုံးလေးကိုလည်းသူ့ပြေမှာကြဟိုဖုံးသွားဝယ်လို့ရှိရင်ယူနို့ကြတော့ဟိုတချို့တွေဝါဝယ်လို့ရှိရင်ဝယ်ယူနို့လည်းဝါဝယ်လို့ရှိရင်ဒီတိုင်းပဲကြပြပြင်မစင်တော့ဒီတိုင်းပဲသွားလိုက်တာအဲ့လိုသွားဝယ်တဲ့လူဆိုရင်တို့ကလေရောင်းကျင်သလိုမရောင်းကျင်သလိုနော်ဟိုဝဝဟိုရွှေတွဲလဲငွေတွဲလဲဝယ်ပါလို့ရှိရင်လေဟိုအမှမသိဘူးတူမဲစစ်မဲမသိဘူးတို့ကအဲ့လိုဆိုရင်အမှကိုစီမှာလူမအောင်တော့ဟိုဝန်ထမ်းတွေကတို့စီမှာသွားပြီးတော့လေမေးကြဆန်းကြနော်ဘယ်လိုမဆိုကွယ်ဝန်နိုင်လို့လည်းသွားပြီးတော့ဝယ်ကြတာပဲဟုတ်တယ်မလားမင်းမွေးနိုင်မယ်တော့ဘူးမှမသွားဘူးတော့တာဖတ်လို့ပါဖေဖို့ပတ်စောရတယ်လေကိုကကိုချိန်မှာပေါ့အဲသူတို့ကယူပြီးတော့ခါလဲယူပြီးတော့လိုက်ချိန်ပြီးနေသူတို့ကပြီးလို့ကိုပတ်စောရကိုပြီးရင်သူတို့ကိုကပြောပြရတယ်ပတ်စောရတယ်ပါပြီးရင်သူတို့ကဘာရှောက်ကလိမှမသိကိုကလုံမှာပေါ့ကိုကလုံတတ်တယ်နေပါလုံတတ်တယ်ကိုမလုံတတ်တာချင်းပြောမှာပေါ့တပြင်းကလာနာပါတရာတော့ကိုလည်းမလုပ်တတ်ဘူးလေယူပတ်စောရတယ်ပါလုံတာတော့ကိုရဲ့ကိုကြီးကိုတာချက်လက်ကြောကိုကကိုလုံမှာပေါ့ဘူးသူကဘူးတော့ဘာလုံမှမသိဖုံးညွတ်ကံလို့တော့အမပြောပတ်စောဘယ်လောက်လဲအမကြီးပြောအဲ့လိုလိုက်လို့ကြည့်ရောပြင်ပြောတယ်ဟိုကိုဖုံးဝယ်နိုင်လို့သွားတာဟိုကိုလိုချင်တဲ့ဖုံးမဝယ်သူတို့ညှိုးတဲ့ဖုံးလိုက်ကြည့်နေတယ်ပြောပြအောင်ဖုံးကားဝယ်ကိုရဲ့ပမာဏလေးပေါ့ကွယ်ဒီဖုံးလေးလိုချင်တယ်မ10သိန်းဆို10သိန်း iPhone လိုချင်တယ်ကိုကဒါကုလိုချင်ဒီရောင်လိုချင်ဒီရောင်ပြမဟုတ်ဘူးအာဟိုကကောင်းတယ်ဟိုအလုံးကကောင်းတယ်ဟိုအလုံးကကောင်းတယ်ဘယ်ရောက်လို့ယူရမလဲဖုံးနိုင်ရောက်ရောက်သွားကိုကငကိုရီးကစဉ်းစားသွားတာသူတို့စီရပဲရောက်ကိုပါမူးပြီးတော့မေ့ရောဟိုဟာယူကိုကဟိုကကြိုက်ပြန်တော့လေဟိုဟာယူဟိုကမကောင်းအမဟိုကမကောင်းဒါဆိုသူတို့ဖုံးနိုင်နေရကျန်တဲ့ဟာမကောင်းတော့ပြောပြကြည့်အောင်ဟာလေကိုလည်းကိုလိုချင်တဲ့ဂုဏ်ပမာဏနဲ့ကိုပေါ့ချိန်ထားပြီးတော့ပေါ့ကိုလိုချင်တဲ့ဖုံးဝယ်တာလေအမ်ပေါင်းစိတ်လောက်တော့လို့ဆိုရှင်လေဟိုဖုံးနေပါပါကင်ဖွင့်ရတာလေသူတို့ဘာသူကိုယ်တိုင်ခောက်တာကိုဘာမှမကန်ရကြည့်အောင်ဝင်စားမှုကြတော့အရန်အောင်ကောင်းကြတာပေါ့နော်